ခမရတို့ရောခုလိုနေဝင်ရိုးကြီးချိန်မျိုးဆိုရင်ကို့မွေးရမြေရွာကလေးကိုလွမ်းတက်ကြလားဗျာကျွန်တော်ကတကယ်ညာသားစစ်စစ်ဆိုတော့ရွာကရေကန်ကြီးကိုတိတ်ချစ်တာပဲဗျခုလိုမျိုးပြမှာကြာပန်းပေါင်းစုံပွင့်လန်းနေတဲ့ရေကန်ကြီးတွေများတွေ့လိုက်ရရင်ရင်ထဲမှာအလိုလိုနေရင်ပျော်လို့မဆုံးဘူးကြည့်ပြီးကြည်နူးပီတိဖြစ်ရတယ်ဗျာဒါပေမဲ့အဲ့ဒီပီတိတွေရဲ့နောက်ွယ်မှာရွာကိုလမ်းတဲ့စိတ်ကတော့အမြဲတမ်းတွင်တွဲပြီးပါလာတတ်တာပေါ့ကျွန်တော်တို့အညာရွာဘက်ဒီမှာရေကန်ဆိုတာဘဝဗျရွာသူရွာသားတွေသုံးဖို့တောက်ရေကန်ကျေးဇူးရှင်နွားကြီးတွေအတွက်နွားတောက်ကန်ကုန်းခွန်ကုံတောဆက်တွေမှာဆိုရင်လည်းတရဝါလေးတွေတောက်ဖို့ငှက်တောက်ကန်ရဲ့လို့ကန်မျိုးမျိုးရှိကြတာပေါ့အမှတ်တရရှိဆုံးကတော့လူရတီရေခမ်းကြီးရောက်ပြီဆိုရင်တငယ်ချင်းတစ်တိုက်နဲ့ကန်ဆင်းကြတာပါပဲဗျာတယောက်နဲ့တယောက်စလိုက်နောက်လိုက်ပျော်ကြပါကြနဲ့ဘာပူပင်ကြောင်းကြမှမရှိတဲ့အဲ့ဒီငယ်ဘဝနေ့ရက်တွေကတွေးမိတဲ့တကယ်ကိုတန်းတစရာအပြည့်ပါပဲခုတော့ဒီလိုလှပတဲ့ကန်ကြီးတွေမြင်ရတိုင်းကျွန်တော်စိတ်ကူးထဲမှာစိတ်ကူးရင်ကန်လေးတကယ်ရှိတယ်ဗျရွာကလူတွေစိတ်ပန်းဖြေဖို့ကြာပန်းပေါင်းစုံစိုက်ထားတဲ့ကန်ကြီးတကယ်လုံးမယ်ကံပေါင်းလေးပေါ်မှာခုံတင်းရားလေးတွေတက်ဆင်ထားမယ်ညနေဆောင်ရင်ဖိုးဖွားတွေကစတမီးစားချစ်သူစုံလွဲလေးတွေအစုံကံပေါင်းပေါ်မှာကြည်နူးနေမဲ့မြင်ဝန်းပေါ်ဗျညနေခင်းရဲ့လေးအေးလေးအတူကလေးငယ်တွေစော်ကစားပြီးရေမောနေကြမယ်အတန်ပို့ဗျာစိတ်ကူးရင်ကဘာတွေကရွာရဲ့ညနေခင်းလေးဟာဘယ်လောက်တောင်တာယာလှပလိုက်မလဲဗျာခုလုံးလုံးစင်မှာတော့ရွာနဲ့လဲဝေးနေရတော့ပေါ့ဗျာရွာကိုလွမ်းနေစိတ်နဲ့ပဲဖြတ်တန်းနေရပါတယ်ဒီဗီဒီယိုကြည့်နေတဲ့ခင်ဗျားတို့ရွာကိုလွမ်းနေကြပြီလားဗျာရွာကိုလွမ်းတဲ့ခင်ဗျားတို့ရဲ့အမှတ်တရလေးတွေကိုကွန်မန့်မှာပြောသွားပေးခဲ့ကြပါဦးကျွန်တော်နဲ့အတူတူဖတ်ပြီးရွာလန်းစိတ်နဲ့ညစ်ရည်အတူတူတုတ်ကြတာပေါ့ဗျာအားလုံးကျေးဇူးတင်ပါတယ်